ပဲမင်္ဂလာပါရှင်အန်ဒီဖူးဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ထမင်းမဟုတ်တဲ့မော့ဟင်ကချက်စားတာဖြစ်ပါတယ်ဒီမော့ဟင်ကအရေကကြတော့ဒီအိတ်ချက်မော့ဟင်ကအရေဘူးနဲ့လောက်ထားတယ်ပေါ့နော်ဆိုတော့ကရင်မော့ဟင်ကတော့မဟုတ်ဘူးဗမာမော့ဟင်ကဒါပေမဲ့ဒီအရသာလေးကလေကောင်းပြီးတော့လေမွေးနေတာပဲဒီမှာဆိုလို့ရှိရင်ဘာတွေလဲပါလဲဆိုလို့ရှိရင်ငပြောဥတွေပါပါတယ်ကျွန်မကတော့ဒီကြက်ဥလေးပေါ့နော်ကြက်ဥလေးပြန်ပြီးတော့မှထည့်ထားတယ်ဆိုတော့အနက်လေးကလည်းမွေးပြီးတော့မှအကြံနဲ့ပြင်ဆင်ထားတဲ့ဒီအစာပလာတွေနဲ့ပေါ့နော်ဒီနေ့မော့ဟင်ကစားပြမှာဖြစ်ပါတယ်စားတော့မယ်နော်ဆိုတော့ဒီမှာမုံဖက်လေးထည့်လိုက်မယ်ကဲဟင်္ကားယူဒီမှာကြက်ဥလေးနဲ့ထည့်ထားတယ်ဆိုတော့အရည်လေးကလေမဆိုးဆိုတော့စားရတာလည်းတန်တယ်ပြီးလို့ရှိရင်လည်းပဲဒီမိသားစုတစုစာပေါ့နော်လူ9ယောက်လောက်ဒီစစ်စားလို့ရတဲ့ဟင်္ကားယူလေးရတယ်ဆိုတော့လေအကြာကြီးလုံးစရာမလိုအိတ်ချက်ဘူးအနစ်လေးဝင်လိုက်ရုံနဲ့မော့ဟင်ကလွယ်လေးချက်စားလို့ရတယ်ဆိုတော့အရေကိုပြည့်လေးဆိုတော့အရေနည်းနည်းများလေးထည့်လိုက်မယ်မော့ဟင်ကအဖက်စားတာတဲ့လိုမျိုးအရေစားတာပူကြိုက်တယ်ပြီးဆိုတော့ပြီးလို့ရှိရင်တော့အစာပလာလေးတွေထည့်မယ်ဒီမှာကော်ပီထည့်မယ်ပြီးလို့ရှိရင်တော့ဒီဘက်မှာလက်ဆက်ဆက်ပေပင်ပေါက်လေးထည့်မယ်ပြီးတော့ဒီမှာပဲကြော်ကိုချီပြီးတော့မှထည့်လိုက်မယ်အနက်လေးကမွေးတော့လေစားချင်းကြပြီပြီးလို့ရှိရင်ဟင်ကမော့ဟင်ကတည်းကမပါမဖြစ်နော်ဆိုတော့အချင်းလေးညစ်ထည့်မယ်ချင်းလေးညစ်ပြီးတော့မှဒီလိုလေးပဲပြီးမှပုံထားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာအဆက်နဲ့အချင်းနဲ့ကတော့ကွက်တိပြီးလို့ရှိရင်ဒီမှာကစီချက်ပေါ့နော်စီချက်ကကြက်သွန်နီစီချက်နဲ့ပဲလောက်ထားတယ်ပေါ့နော်ဆိုတော့ဒီစီချက်လေးကိုထည့်လိုက်ပါမယ်စီရင်းနဲ့မင်းလေးတို့ညှက်ထည့်လိုက်မယ်ဒီရင်းဒီမှာကူစီနာမော့ဟင်ကစားပြီးတော့မှစားပါတော့မယ်ဒီမှာနောက်ကြလို့ရှိရင်မော့ဟင်ကရောင်းလို့ရတယ်ဒီလောက်စကေးနဲ့ဆိုတော့မြင်ကြည့်လိုက်အောင်မနော်အရာကအရင်ကောင်းကျွန်မမော့ဟင်ကစားလို့ရှိရင်အဲ့လိုအချင်တက်လေးပါမှကြိုက်တယ်ပေါ့နော်အဲ့ကျွန်တော်ဒီတမယာဒီမဖြစ်မနေအမြဲတမ်းထည့်ပြီးတော့မှစားလေးရှိတယ်ဒီမှာလေဟင်္ကားရဲ့အရသာဒီမှာငပြောဥပါတယ်ပြီးလို့ရှိရင်ပေးအရသာရဲ့ပြီးတော့ငါအရသာရဲ့ပြီးလို့ရှိရင်ငရုတ်ကောင်းပေါ့နော်ငရုတ်ကောင်းလည်းပါတဲ့ခါကျတော့ပြီးလို့ရှိရင်ဒီဘဲဥအရသာနဲ့ကလည်းတော်တော်စားလို့ကောင်းတယ်ပြီးလို့ရှိရင်ဒီမှာမုံဖက်လေးကလည်းပျော့အေးနေတာညံ့လာပဲပြီးတော့ဒီအစာပလာအစုံတွေကတော်တော်စားလို့မယ်ဒီဗမာမော့ဟင်ကမစားဖြစ်တာတော်တော်ကြာပြီကရင်မော့ဟင်ကလည်းစားရများကရင်မော့ဟင်ကကြတော့ငပိများငပိပါတယ်ပကံကောင်းပါလေနောက်တော့ပကံပြန်စားအောင်မယ်စားလို့မရတယ်ဆိုတော့ဒီမှာလေပဲကြော်လဲအရန်ကောင်းတယ်ပဲကြော်ကရွာလာမယ်စားလို့ကောင်းပြန်စားအောင်မော့ဟင်ကအဲ့လိုတခါလေအများကြီးစားတာထက်တော့နည်းနည်းလေးစားတာပို့ပြီးတော့မှဂရင်းတွေ့ဆိုတော့ဟင်္ကားကြီးကတော့တော်မယ်
လိုမျိုးကိုတီးတဲ့အဆအစောလှုပ်စားလို့ရှိရင်နည်းနည်းလေးအချိန်ပိုကြာတယ်ပြီးလို့ရှိရင်ပစ္စည်းတွေမစုံလို့ရှိရင်စားလို့မကောင်းဆိုတော့ဒီလိုမျိုးပူလိုက်လေးဝယ်လိုက်လို့ရှိရင်တော့အချိန်ကုန်လေးတက်တာတယ်စားရတာလည်းပဲအဆက်ဟတ်တဲ့ဟဲ့ဒီမှာဟိုရင်ကတော့ဒီလိုမျိုးစုံမှပဲစားလို့ကောင်းမစုံလို့ရှိရင်စားလို့မကောင်းပဲကြော်ရတော့အချင်းက20လောက်ထည့်လိုက်မယ်ချင်းထည့်မယ်ပြီးတော့ကဲဒါလေးတွေလည်းချွေထည့်မယ်ပြီးတော့ညံပင်တကြည်မသုံးတော့လည်းနဲ့ပဲချွေတော့ကဲနောက်တစ်ပွဲဈေးထဲမှာအဲ့လိုဆိုင်နေမှာဝယ်စားလို့ရှိရင်စားရတာတိတ်ပြီးတော့မှအားမရဘူးပေါ့နော်ဒီညာအချိန်ကျလို့ရှိရင်ပို့ဆိုးတယ်ကျွန်တော်ကိုယ့်အိမ်မှာလောက်စားအဲ့ဆိုအဝစားလို့ရတယ်ပြီးလို့ရှိရင်လည်းကုန်ကြစေးတိတ်မများဒီမုတ်ဖက်ကအခုတပိတ်တာ2000ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဝယ်လာတာ90တာဆိုတော့ပြီးလို့ရှိရင်ဒီအရေဘူးက2000ကျော်လေးပဲ2400လောက်ပဲလားမသိပေးရတယ်ဆိုတော့လေဟိုကုန်ကြစေးအရင်မများဘူးပေါ့နော်စုစုပေါင်း9000ဘူးလောက်ဆိုလို့ရှိရင်ကျွန်တော်တို့မဟုတ်ဟင်ကကောင်းလေးစားလို့ရတယ်အိမ်မှာလောက်စားပြီးတော့လေဆိုတော့ကဲဒီမှာကြည့်ကြလိုက်စားချင်ရတယ်စားလိုက်အောင်စားလို့ကောင်းနေရောစားလို့အရင်ကောင်းတယ်လို့ရှိရင်မုတ်ဟင်ကကောင်းလေးပေါ့နော်စားလို့ပြီးသွားပြီနှစ်ပကံတော့ AC တီးလိုက်ရပါတော့ဆိုတော့ဒီမုတ်ဟင်ကလှုပ်စားချင်တယ်ဆိုလို့ရှိရင်တော့ကျွန်မဒီဟာလေးပေါ့နော်ဒီအိတ်ချက်ဘူးလေးဒါကျွန်မဖိုလာမီမဝင်လာတယ်ဆိုတော့ဈေးတိတ်မများဘူးပေါ့နော်2000ကျော်လောက်ပဲပေးရတယ်ဆိုတော့လေဒီမိသားစုတစုစာလူ4-5ယောက်လောက် AC လေးစားလို့ရတယ်ပြီးလို့ရှိရင်လည်းပဲဒီမုတ်ဟင်ကချက်စားမယ်ဆိုလို့ရှိရင်တော့ခုနကဒီဟာလေးဝယ်မယ်ပြီးလို့ရှိရင်ကြံတဲ့ဟာလေးတွေဟိုအစာပလာတွေအစုံထဲမှာစားတာပို့ပြီးတော့မှအရသာရှိတယ်ပေါ့နော်အဲကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှကိုချက်စားချင်တယ်ဆိုလို့ရှိရင်တော့ဒါလေးဝယ်ဖို့ညွှန်လိုက်ပါတယ်ဟိုကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ကြလို့ရှိရင်လည်းပဲတခြားဒီချက်ပိုကောင်းတဲ့ဒါလေးတွေချက်စားမယ်ဆိုတာကိုဆက်လက်ပြီးတော့မှစောင့်ပြီးတော့မှကြည့်ရှုပေးကြပါကျေးဇူးအများကြီးတင်ပါတယ်ဆိုတာကဒီနေ့ကတော့မုတ်ဟင်ကချက်စားမှာဖြစ်ပါတယ်ဒါကဒီအိတ်ချက်ကမုတ်ဟင်ကအနည်းပေါ့နော်ဒီနေ့အနည်းနဲ့ပဲချက်မှာပေါ့နော်ဒါဒီမှာအနည်းလေးတစ်ခါလေးပါထားပြီးသားဆိုတော့ဒီအနည်းအတိုင်းစီပြီးတော့မှလာပြီးဆိုတော့အရင်ဦးဆုံးဒီနေ့ထားတဲ့ကောင်းနေပေါ့နော်ဒီထားမယ်ချင်းပေါ့နော်ဒီထားတဲ့ချင်းအနည်းလေးကိုဒီထည့်မယ်ဒီတက်ငါမထက်ပဲနဲ့ဒီဟင်းရည်တွေကပါတဲ့အနည်းတွေကိုပဲတစ်ခါလေးရုံးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒါကဟင်းအနည်းပူတယ်မှာပါတဲ့ဟာပေါ့နော်ဆိုတော့ရေနှစ်စားလောက်ထည့်ပြီးတော့မှချက်ရုံပဲဆိုတော့ထည့်လိုက်ပါမယ်ဆိုထည့်ပြီးလို့ရှိရင်တော့ဒီ3မိနစ်လောက်ပြီးစုလိုက်ပြီးဆိုလို့ရှိရင်တော့ဒီအရာသာရှိတဲ့မုတ်ဟင်ကအရေးတစ်ခွက်ရပြီပေါ့နော်ဒီမှာကပါဝင်ပစ္စည်းတွေကဘာတွေပါမှာလဲဆိုလို့ရှိရင်ဒီမှာငခုရဲ့ငချင်းရဲ့နေကြစီရဲ့ချက်ပုံလေးတစ်လုံးနဲ့ပြုံးဦးရဲ့ကလပဲရဲ့ရွှေမင်းသားနဲ့မြာကြီးရဲ့ရောချက်ပုံလေးအစိမ်းဆန်အကြမ်းပေါင်းချက်ပုံဖြူအစိမ်းမောင်ရမြေပဲစပလင်းထန်ရဲ့ဘဲဥအယောင်တင်မောင်းနဲ့နွေးငရုတ်ကောင်
ချင်းပေါ့လို့အနေထားရောက်လာပြီးဆိုလို့ရှိရင်တော့အပေါ်အငံလေးမြည်ပြီးတော့မှလူတဲ့ဟာလေးထည့်လိုက်ရုံပဲပေါ့နော်ဒီမှာတော်တော်အဆင်ပြေရောလို့ဆိုတော့ဒီမှာငါပြောဥကြီးလည်းပါတယ်ပြီးလို့ရှိရင်လည်းအရေးလည်းတိတ်ပြီးတော့မှမကျဲဘူးပေါ့နော်ဒီမှာကြီးထည့်ရမျိုးလေးများပါလို့ဆိုတော့ဒီလောက်အနေထားဆိုလို့ရှိရင်အနက်နဲ့တော်တော်လေးမွေးတယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ပြင်မောင်းနေတာလည်းမဟုတ်ဘူးပေါ့နော်ဆိုတော့မောင်းနေတာလည်းချက်စားမှာဖြစ်ပါတယ်ဆိုတော့ဒီလေးကိုကျုပ်နဲ့လည်းဖောက်ထားလိုက်မယ်ကဲဒီလေးကိုကျုပ်နဲ့လည်းဖောက်ထားလိုက်မယ်ကျက်ဥကိုဒီလိုလေးအလုံးတိုင်းလေးပဲထားတာဆိုတော့ဒီမှာအရသာမုံတွေကဒီဘာမှမထည့်ထားတော့ဒီလိုဒါပေမဲ့ဒီဟာလေးမြင်ကြည့်လိုက်တော့အရသာအမြင်တော်လေးပဲဒီလိုကနည်းနည်းလေးစားချင်လို့ရှိရင်တော့ငံပြရေမုံလို့ချင်းစားလေးထည့်ပြီးတော့မှစားလို့ရတယ်ကျမတို့ဒါမှမထည့်တော့ဘူးပေါ့နော်ဒီပေးထားတဲ့ဘူးတွေကအတိုင်းလေးပဲဘာမှထည့်ကြမလို့တော့အကုန်လုံးအဆက်အဟာကတိတ်နေပြီဆိုတော့လေဆိုတော့အခုဆိုလို့ရှိရင်တော့မုံဟင်ကားပေါ့နော်မုံဟင်ကားတပွဲစားဖို့အတွက်အရေးရတော့အစင်းလေးဖြစ်နေပြီဆိုတော့ကြံတဲ့အမုံဖက်လေးတွေကိုပြင်ဆင်လိုက်ပါဦးမယ်